အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ Yoni ဆိုတဲ့ M4 grammar လေးကိုဒီ sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်เนาะဒီ Yoni ဆိုတဲ့ grammar လေးကတော့ဒီမြန်မာလိုအဓိပ္ပာယ်ဆိုရင်ဖြစ်အောင်ဖြစ်ဖို့ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပြန်လို့ရပါတယ်ဒီ Yoni grammar လေးကလည်းဒီနေ့စဉ်သုံးစကားပြောတွေမှာအသုံးဝင်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုလေ့လာမှတ်သားထားကြပါเนาะအဲ့တော့သူရဲ့တွဲတဲ့ဟာလေးက dictionary found 9 found ပေါ့နော်positive နဲ့ negative ပေါ့နော်အဲ့တော့ fact dictionary Yoni famous vana Yoni famous ပေါ့နော် fact ဖြစ်အောင် fatty မ fact ဖြစ်အောင် fatty ပေါ့နော် fact ဖြစ်ဖို့လည်းရတယ်မ fact ဖြစ်ဖို့လည်းပြောလို့လည်းရပါတယ်သူရဲ့အဓိပ္ပာယ်လေးကတခုခုကိုလှုပ်ဖြစ်ဖို့လှုပ်ဖြစ်အောင်သို့မဟုတ်မလှုပ်ဖြစ်အောင်လုပ်နေတဲ့အခါတွေမှာတဲ့ပြောချင်တဲ့အခါတွေမှာသုံးနေတဲ့အဲ့တော့ဥပမာလေးတွေတွားပြီးတော့ကြည့်မယ်ပေါ့နော်ဒီတိုင်းပြောလို့ရှိရင်မမြင်ဘူးအဲ့တော့ဥပမာလေးက朝早く起きるように毎晩10時に寝ていますမနက်ပိုင်းစောစောထားဖြစ်ဖို့ထားဖြစ်အောင်ညတိုင်း10နာရီမှအိပ်နေတယ်အဲ့တော့မနက်ထားဖြစ်ဖို့အတွက်ညမှာအိပ်တယ်ပေါ့နော်တခုခုဖြစ်ဖို့အတွက်တခုခုလုပ်နေရမျိုးပေါ့နော်နောက်တစ်ခုကယာဆဲရူယောနီအွန်ဒိုရှိတေအီမတ်ပိန်အောင်ပိန်ဖို့ပေါ့နော်အွန်ဒိုရှိတေအီမတ်ဆိုဆိုလေ့ကျင့်ခန်းလုပ်နေပါတယ်日本語を話せるように毎日勉強しますဂျပန်စကားပြောနိုင်ဖို့နေ့တိုင်းလေ့လာမယ်နော်တခုခုဖြစ်ဖို့တခုခုလုပ်မယ်နောက်တခုခုမဖြစ်ဖို့တခုခုလုပ်မယ်ပေါ့နော်ဒါကတော့ negative ပေါ့နော်အငင်းဖောင်ပေါ့နော်အဲ့တော့ဝါစုလဲနိုင်ယောနိメモしますမမေ့အောင်မမေ့ဖို့နော်ဒီမှတ်စုရေးမယ်အိုချီနိုင်ယောနိ気をつけますအိုချီနိုင်ယောနိမပြုတ်ကြအောင်気をつけますပေါ့နော်ဂယူဆိုင်မယ်ဒါမှမဟုတ်気をつけましょうဂယူဆိုင်ကြရအောင်風邪をひかないように毎日ちゃんと食べていますနေမကောင်းမဖြစ်အောင်ပေါ့နော်ဟီကနိုင်ဆိုဟီကီမတ်ကနေလာခါဆေကိုဟီကီမတ်ကနေလာနော်နိုင်ဖောင်ပြောင်းလိုက်တာနေတိုင်းတိတိကျကျစားနေတယ်နော်မဖက်ဖြစ်ဖို့ဖက်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဖက်ဖြစ်အောင်ဖက်မယ်မဖက်ဖြစ်အောင်ဖက်မယ်တခုခုဖြစ်ဖို့တခုခုလုပ်မယ်တခုခုမဖြစ်ဖို့တခုခုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုအဲ့လိုပဲသူကလေဒီခုနဟာဖက်လေးတွေထည့်ထားメモしますと気をつけますと勉強しますと食べますとအဲ့လိုမျိုး fact လေးတွေမထည့်ဘဲနဲ့ဒီတိုင်းပဲရိုးရိုးပဲရှိတယ် imas လုံနေတယ်ဆိုတဲ့ဟာလေးတွေအသုံးပြုလို့ရတယ်ပေါ့နော်သူကခုနပြောသလိုအလေးချင်းတစ်ခုကိုသူကလုံနေရမှာတုံးတယ်အခုလက်ရှိလုံနေတာမှာတုံးတာပေါ့နော်နေ့တိုင်းဂျပန်စကားကို毎日日本語を勉強するようにしていますနေ့တိုင်းဂျပန်စကားလေ့လာဖြစ်အောင်လုပ်နေတယ်ကိုယ့်ရဲ့အလေးချင်းတစ်ခုခုကိုအစာပြုပြီးလုပ်နေတယ်လို့ပြောချင်တဲ့အခါမှာ dictionary ようにしていますနိုင်ようにしていますverb ဖြစ်အောင်လုပ်နေတယ်မ verb ဖြစ်အောင်လုပ်နေတယ်お酒を飲まないようにしていますအရက်မတောက်ဖြစ်အောင်လုပ်နေပါတယ်အလေးချင်းတစ်ခုကိုသူအစပြိုးနေရမျိုးပေါ့နော်အဲ့ဒါမျိုးပြောချင်တဲ့ခါမှာလေသုံးလို့ရတဲ့ form ဖြစ်ပါတယ်နော်အဲ့ဒါအောင်မှဒီမှာနောက်တစ်ခုကအဲ့လိုမျိုး Yoni shimas ကိုမှသူတက်ခုတာဆိုင်လို့ပြောလိုက်တာပေါ့နော်တယောက်ယောက်ကိုတောင်းဆိုချင်တဲ့ခါဒီမှာတောင်းလိုက်တာပေါ့နော်ဘယ်လိုလဲဆိုရင်ပေါ့နော်ခလေတူအာဥ Yoni shite kudasai သူနဲ့တွေ့ဖြစ်အောင်လုပ်ပေးပါခါနာလာစုမာနီအာဝနာယောနိစတေကူတာဆိုင်တေချာပေါက်နော်နောက်မကြအောင်လုပ်ပေးပါမာချီခိုင်ကနာယောနိစတေကူတာဆိုင်အမားမရှိအောင်လုပ်ပေးပါနော်ဖတ်ပေးပါဆိုတော့မဆဲအရက်မတောက်ဖြစ်အောင်လုပ်ပေးပါပြောချင်တယ်ရတယ်ဥစားခေကိုနူမနာယောနိရှိတေကူတာဆိုင်တောင်းလိုက်လို့ရတယ်နော်အဲ့လိုမျိုးဖောင်လေးပေါ့နော်ဒါနောက်တစ်ခုကသူများကိုတောင်းဆိုတာမျိုးကိုယ်တောင်းဆိုတဲ့ခါတွေမှာလည်းတုံးလို့ရတယ်ပေါ့နော်ဒါတောင်းဆိုရမှာတုံးတဲ့ဟာမျိုးပေါ့နော်ဖြစ်အောင်လုပ်ပေးပါမဖြစ်အောင်လုပ်ပေးပါဆိုတဲ့ဟာမျိုးလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီရဲ့ယောနီကိုဗာနဲ့တွဲလိုက်လေခါနိုခေဆိုတာဗာလဲဆိုတော့ကန်ဖောင်နော်နိုင်နေဆိုတဲ့ fact တွေပြောင်းထားတဲ့ found အ found ကိုမှယောနိနာဒီမစတာနဲ့တုံးလိုက်ရင် vet နိုင်လာပြီ vet လာနိုင်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခုခုလုံနိုင်လာတယ်အရင်ကမလုံနိုင်တာတွေအခုလုံနိုင်တာပြီဆိုတဲ့ဟာမှာတုံးတယ်ဥပမာအနေနဲ့ဆိုရင်日本語を話せるようになりましたဂျပန်စကားပြောနိုင်လာပြီเนาะအရင်တုန်းကတော့မပြောနိုင်ဘူးအခုပြောနိုင်လာတယ်料理を作れるようになりました作りますကို
ကန်ဖောင်ပြောင်းလိုက်တော့စုခုတဲ့ must e line ကနေ a line ပြောင်းလိုက်တာအဲ့တော့ဟင်းချက်နိုင်လာပြီဥပမာဆိုရင်အိုယောကီမတ်ရေကူးတဲ့အိုယောကေဒူယောနိနာရီမတ်တာရေကူးနိုင်လာပြီတခုခုလုံနိုင်လာပြီလို့ပြောချင်ရင်လေယောနိနာရီမတ်တာနဲ့တွဲပြီးတော့ဒီခါနိုခေတွေကိုတုံလို့ရပါတယ်အဲ့တော့ပတ်တန်လေးကဒီနေ့တင်သွားတဲ့ပတ်တန်လေးကစုစုပေါင်းပြောမယ်ဆိုရင်ဒီရဲ့ Vet dictionary fena yoni femas ye Vet dictionary fena yoni shite imas ye Vet dictionary fena yoni shite kudasai ye နောက်တစ်ခုကတော့ Kanuki dictionary yoni narimashita အဖောင်လေး၄ခုပေါ့နော်စုစုပေါင်းက၄ခုပါ၄ခုလေးကိုတိတိကျကျလေးမှတ်သားထားပါဒီ၄ခုလေးကိုလေကိုရဲ့ဒီပေါ့နော်ဥပမာ sentence လေးစဉ်းစားပြီးတော့အစားသွင်းပြီးတော့လုပ်ကြည့်ကြပါအဲ့ဒါဆိုရင်တော့ဒီယောနီ grammar လေးကိုမှတ်မိသွားမယ်လို့အမကမျှော်လင့်နေအဲ့တော့ခါကျယောနီဆိုတာကဖြစ်ဖို့ဖြစ်အောင်ဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်ဆိုတာလေးကိုမှတ်ထားပြီးတော့လက်တွေ့စကားပြောတွေမှာအသုံးချကြည့်ကြပါလို့အကြံဉာဏ်ပေးချင်ပါတယ်ပေါ့နော်အဲ့တော့ဒီ grammar form လေးကိုလည်းနောက်ဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်ကြောင့်မလို့အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီ grammar video လေးတွေမှာထပ်ပြီးတော့တွေ့ဆုံကြပါမယ်အဲဆိုလို့ရှိရင်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကြမှာတနဲ့ပေါ့နော်နောက်မှတွေ့ကြမယ်နော် bye bye